ခံဆိုင်နေတယ်အဲ့ကစစ်မှုတဲ့မတရားပေါ်တော့ဆိုဦးမျိုးတခဲနဲ့ကျွန်တော်တို့တိုက်ကြတာပါအခုဒီနေ့ကျွန်တော်တင်ပြပြရှိရတယ်ဒီစင်ပါလားဆေးရနေပါကျွန်တော်တို့အားလုံးအပြည့်မခွင့်ပဲနဲ့အသက်တိုက်စပိုက်လုပ်ရင်းနဲ့ဆေးအာဏာရှင်စနစ်ကိုလုံးဝကျွန်တော်တို့လူတည်းလုံးကဒီလုံးညီညွတ်သွားတဲ့ဓမ္မကဲတော့ကြာတာကြဖို့ဆိုင်ရစထရိုက်ကိုဒီစင်ပါလားဆေးရနေပါကျွန်တော်တို့လုပ်မယ်တိုက်တယ်လို့တိုက်တယ်လုပ်မယ်အားလုံးစီစီလုံးညီညွတ်နဲ့ပါဝင်ပေးကြဖို့ကျွန်တော်တောင်းဆိုပါတယ်